ဒီမိန်းကလေးငယ်လေးမှာထူးခြားတဲ့စွမ်းအားတစ်ခုရှိပါတယ်။သူမဟာလူတစ်ယောက်ပဲချိန်မှာတည်ဆုံးမယ်ဆိုတာကိုမြင်နိုင်တာပါ။တနေ့မှာတော့သူမဟာမိခင်နဲ့အတူအပြင်ထွက်သွားနေစဉ်အမျိုးသမီးတစ်ယောက်ရဲ့ခေါင်းပေါ်မှာထူးဆန်းတဲ့ကဏ္ဍတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီကဏ္ဍကအဲ့ဒီအမျိုးသမီးဟာတမိနစ်အတွင်းတည်ဆုံးတော့မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။ဒါကြောင့်မိန်းကလေးကအမျိုးသမီးကိုအန်တီမာယောဂတစ်ခုခုရှိလားဟင်လို့မေးလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့မိခင်ကချက်ချင်းသမီးကိုတားလိုက်ပြီးအမျိုးသမီးကိုတောင်းပန်ကလေးကမသိလို့မေးမိတာပါလို့ပြောလိုက်ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲမထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားသွားခဲ့ပါတယ်။အပေါ်ထက်ကပန်းအိုးကြီးတစ်လုံးပြုတ်ကျလာပြီးအဲ့ဒီအမျိုးသမီးရဲ့ခေါင်းပေါ်တက်တက်ကျသွားကနေရာတင်တည်ဆုံးသွားခဲ့ပါတယ်။ဒီအဖြစ်အပျက်ကြောင့်မိခင်ကသမီးရဲ့စွမ်းအားဟာတကယ်ရှိကြောင်းပိုပြီးယုံကြည်လာခဲ့ပါတယ်။ရက်အနေငယ်ကြာပြီးနောက်မိခင်နဲ့သမီးဟာလေရင်တစ်စီးစီးဖို့ပြင်ဆင်ခဲ့ကြပါတယ်။ဒါပေမဲ့လေရင်ပေါ်ရောက်တဲ့အချိန်မှာမိန်းကလေးဟာခီးတယ်တွေနဲ့လေရင်ဝင်တဲ့အားလုံးရဲ့ခေါင်းပေါ်မှာအတူတူကနန်းတွေပေါ်နေတာကိုတွေ့လိုက်ရပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်တာနဲ့မိန်းကလေးဟာကြောက်လန့်သွားပါတယ်။ဘာကြောင့်လဲဆိုတော့လေရင်ပေါ်ကလူအားလုံးတည်ဆုံးတော့မယ်ဆိုတာသူမသိလိုက်လို့ပါ။ဒီအကြောင်းကိုသိသွားတဲ့မိခင်ကချက်ချင်းလူတိုင်းကိုဒီလေရင်ပေါ်ကနေအမြန်ဆင်းကြပါလို့အော်ဟစ်တတိပေးလိုက်ပါတယ်။ဒါပေမဲ့ဘယ်သူမှမယုံကြည်ကြပါဘူး။အများစုကသူမကိုစိတ်မမှန်တဲ့သူလို့ထင်ကြပြီးလေရင်ပြန်တမ်းမှုကိုအနှောက်အယှက်ပေးနေတယ်လို့ပြောကြပါတယ်။တစ်ခါကတော့သူတို့နှစ်ယောက်ကိုလေရင်ပေါ်ကဆင်းခိုင်းမှုပြင်ဆင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအနားမှာထိုင်နေတဲ့ကုမ္ပဏီ CEO တယောက်ကဒီအဖြစ်အပျက်ကိုသတိထားမိသွားပါတယ်။သူကခဏစဉ်းစားပြီးကျွန်တော်လည်းဒီလေရင်ပေါ်ကဆင်းမယ်လို့ပြောလိုက်ပါတယ်။ဆရာရဲ့ဆုံးဖြတ်ချက်ကိုမြင်လိုက်ရတဲ့လူတွေကရင်မောပြီးလှောင်ပြောင်ကြပေမဲ့သူကတော့ဂရုမစိုက်ပဲမိခင်နဲ့သမီးနောက်ကိုလိုက်ဆင်းသွားခဲ့ပါတယ်။သုံးယောက်သားလေရင်ကနေဆင်းပြီးမကြခင်မှာပဲလေရင်ဟာစတင်ပြန်တက်သွားခဲ့ပါတယ်။အစပိုင်းမှာတော့အားလုံးအဆင်ပြေနေပုံရပါတယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲလေရင်မှာကြီးမားတဲ့ချိုးယွင်းချက်တစ်ခုဖြစ်ပွားသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့လေရင်ဟာထိန်းချုပ်မှုလုံးဝဆုံးရှုံးသွားပြီးပြတ်ကျသွားခဲ့ပါတယ်။လေရင်ပေါ်မှာရှိနေတဲ့လူအားလုံးဟာအသက်ဆုံးရှုံးသွားခဲ့ကြပါတယ်။ဒီသတင်းကိုကြားလိုက်ရတဲ့ဆော့ဟာအလွန်မင်းတုန်လှုပ်သွားခဲ့ပါတယ်။သူမျက်စိရှိမှာပဲမိန်းကလေးပြောခဲ့တာတွေအားလုံးအမှန်ဖြစ်လာခဲ့တာကြောင့်သူမယုံနိုင်တော့အောင်အံ့ဩသွားခဲ့ပါတယ်။ဒီမိန်းကလေးရဲ့ထူးဆန်းတဲ့စွမ်းအားကဘာလဲသူမကလူတွေရဲ့တိတ်ဆုံးခြင်းကိုတကယ်မြင်နိုင်တာလား